အဲ့တော့တကားကြီးပရင်ပေါက်တွေဆွဲပြီးစားပြီးဆိုလို့ရှိရင်နောက်တစ်ဆင့်အနေနဲ့မတို့ကအထဲမှာရှိရဲ့ခါခုဆိုတဲ့ဒီ furniture တွေထည့်မယ်ပေါ့နော်အဲ့တော့furniture တွေထည့်ဖို့နေရာကြီးကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာရေချိုးခန်းထဲမှာရှိမယ်ဒီဘက်ခန်းထဲမှာလည်းရှိမယ်ပေါ့နော်အဲ့ပစ္စည်းလေးတွေကဘာလေးလဲဆိုလို့ရှိရင်သူ့ရဲ့တင်ယုံညွန့်ထဲမှာပါတဲ့ဟာလေးတွေကိုမှတစ်ချက်ပြပေးမယ်အဲ့ size လေးတွေက standard size ကိုပဲသုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့အလွတ်ကျက်ထားဖို့အတွက်တော့လိုအပ်တယ်ပေါ့နော်တကယ်လို့ကိုကလွတ်ကျက်ထားမယ်ဆိုလို့ရှိရင်တော့မှတချို့ဒီ Santa Cookie ပန်မျိုးပေါ့နော်ဒါမျိုးတွေနောက်ပြီးလို့ရှိရင်salmon care short တိုင်းဆိုတဲ့ဓာတ်တွေကခါတလေကြလို့ရှိရင် size လေးတွေကတစ်နှစ်တစ်နှစ်နည်းနည်းလေးချိန်သွားတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ကိုက standard size ကိုတော့ကြက်ထားတကယ်ဆောင်ပွဲမှာလည်း period နဲ့ scale နဲ့တိုင်းကြည့်လို့ဒီ dimension မှန်တယ်ဆိုလို့ရှိရင်တော့ဆက်ဆွဲပေါ့နော်တခါလေကျရင်အချုံချဲ့လေးလည်းရှိတတ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒါလေးကိုနည်းနည်းလေးသိအောင်လို့လည်းလှုပ်ထားပြရမယ်ပေါ့နော်တေချာတာကတော့ဆောင်းမွဲခန်းထဲမှာ period နဲ့ ski period နဲ့တိုင်းပြီးတော့မှဒီအဲ့ dimension တိုင်းဆွဲရတော့ပိုကောင်းတယ်ဒါပေမဲ့ standard size ကလည်းမဖြစ်မနေတည်ထားပြီးတော့မှadjust လုပ်ပြီးတော့ချိန်ပြီးတော့ပေါ့နော်ဒါက standard size ဟာ dimension ထွက်ရလားထွက်တယ်ဆိုလို့ရှိရင်တော့အဲ့တိုင်းဆွဲလိုက်မထွက်ဘူးဆိုလို့ရှိရင်တော့နည်းနည်းလေးကစားပြီးပေါ့နော်တချို့ဟာကြောင့်နည်းနည်းလေးလိုနေတဲ့ဟာမျိုးလေးဒီမှာဆိုလို့ရှိရင်905ဆိုပြီးတော့ရှိအဲ့ဒီဟာကscale period မှာတိုင်းလို့ရှိရင်အတိအကျမဟုတ်ဘဲနဲ့900လောက်လေးပဲတိုင်းလို့ရမျိုးဖြစ်လိမ့်မယ်ပေါ့နော်ဒီမှာဆိုရင်203ဆိုလို့ရှိရင်200လောက်လေးပဲတိုင်းလို့ရမျိုး480ဆိုလို့ရှိရင်900လိုမျိုးဖြစ်နေရမျိုးအဲ့လိုမျိုးပေါ့နော်ကိုတိုင်းတာမတိကျလို့ရှိရင်အရင်အသေးစိတ်ကလေးတွေကတော့ထွက်မှာမဟုတ်ဘူးလေအဲ့လိုချိန်မျိုးဆိုကွာ standard size ကိုဒါမျိုးဆိုရင်ဖြစ်မနေချက်ထားပေးရမှာမို့လို့မတို့ကတိပြီးလို့ရှိရင်ပုံကြည့်လိုက်တာနဲ့တန်းဆွဲလုပ်လို့ရတယ်ဒါကတော့ချိန်မဖြစ်ဘူးကျန်တဲ့နေရာလေးတွေတော့dimension လေးတွေချိန်ဖြစ်တာလေးရှိတတ်တယ်ပေါ့နော်အဲ့တော့အခုပြသွားမယ်ဒီစာရွက်ထဲမှာပါတဲ့ size တွေဒီခါခုတွေရဲ့ size တွေက standard size အနေနဲ့တည်ထားပြီးတော့ကြပ်ပြီးထားမယ်ပေါ့နော်အဲ့တော့အမကရေချိုးကန်းကိုအရင်စဆွဲမယ်ရေချိုးကန်းကိုအရင်စဆွဲမယ်ဆိုလို့ရှိရင်မလာမလဲဆိုလို့ရှိရင်သူကဒီရေချိုးခန်းအခန်းရဲ့အကျယ်ရှိသလောက်နဲ့သူ့ရဲ့နောက်ထပ်အကျယ်ရပါတော့800နဲ့တော့မယ်အဲ့တော့ဒီအကျယ်ရဲ့ဒီ800ရဲ့နဲ့ rectangle ဆွဲပြီးလို့ရှင်ဒီအတွင်းထဲမှာရှိရဲ့ရေချိုးကန်ပုံစံလေးပေါ့နော်အဲ့ဒါကကြတော့ rectangle နဲ့ ellipse နဲ့ကိုပေါင်းပြီးတော့ဆွဲမှာသူ့ရဲ့ rectangle size ကဆိုလို့ရှင်ဒီ1200 900ပေါ့နော်အဲ့ဒီဟာကိုယူပြီးတော့မှellipse နဲ့အမတို့55ချထားတဲ့ grid နဲ့ ellipse ကိုဆွဲမယ်ဆွဲပြီးတော့မှမလိုတဲ့ဟာတွေ trim ဖြတ်ပြီးတော့သွားမယ်ပေါ့နော်အဲ့တော့ step by step ကလို့သွားမှာဆိုတော့အမတို့အခုစပြီးတော့ဆွဲကြည့်မယ်အဲ့တော့အကျယ်ကတော့ဒါရေချိုးကန်းဆိုတော့အကျယ်ကတော့သူ့ရှိသလောက်ပဲပြီးရင်800နဲ့ဖြစ်မယ်ဒါမျိုးပေါ့နော်800နဲ့ဖြစ်မယ်ပြီးလို့ရှိရင်သူ့ရဲ့အတွင်းက rectangle ကခုနကသူပြောထားတယ်1200 900ဒါကိုစန်တာကနေကင်ပြီးတော့ဒီ rectangle ရဲ့စန်တာမှာချမယ်နော်ချပြီးလို့ရှိရင် ellipse နဲ့ဒီမှာအခု555 grid line တွေဖော်ထားတော့အစွန်ဆုံးမှာရှိရဲ့ grid ဒီ grid နဲ့ဒီ grid ကရသွားပြီအဲ့ဒီဟာကို base လုပ်ပြီးတော့မတို့က ellipse ဆွဲမယ် el under နဲ့အစနဲ့အဆုံးနဲ့ပြီးလို့ရှိရင်ဒီ ellipse ရဲ့ white ဒီနေရာမှာပေါ့နော်ဒါမျိုးရသွားပြီအဲ့တော့မှမလိုတဲ့ဟာတွေအကုန်လုံးကိုမတို့ trim ဖြတ်မယ်ဒါရသွားပြီဆိုလို့ရှိရင်မိကွန်းလေးကိုတစ်ချက်ပြန်ကြည့်မယ်နော်မိကွန်းမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘယ်ဘက်ကလေးကနည်းလေးကျယ်ပြီးနောက်ဘက်ကလေးကနည်းလေးကျဉ်နေအဲ့ဒီဟာက move လုပ်ပေးရမယ်ပေါ့နော်ပြည်ရနဲ့လဲတိုင်းကြည့်ဒီနေရန်ကနေဘယ်လောက်ခွာလဲဆိုပြီးတော့ပုံမှန်ကျန်းပြင်းမြန်သိနိုင်တာတော့သူက90စီခွာတာပဲများတယ်ပေါ့နော်အဲ့တော့ညာဘက်ကို90ရွှေ့လိုက်မယ်ဒါဆိုလို့ရှိရင်ရေချိုးကန်တစ်ခုကတော့ပြီးသွားပြီရေချိုးကန်ပြီးပြီဆိုလို့ရှိရင်ဒီဘက်အခန်းထဲမှာဆမ်မန်ရှိဆိုတဲ့ဟာပေါ့နော်အဲ့ဒီဟာထဲမှာပါမယ့်ပစ္စည်းလေးကိုတစ်ချက်ဆွဲမယ်ဒီဘက်အခန်းပေါ့နော်ခုနကမရုပ်ခုဆွဲနေတဲ့မိကုန်းပုံစံနဲ့ဒီတင်ယုံညုံထဲမှာပါတဲ့ဟာနဲ့ကတော့မတူဘူးပေါ့နော်
ပုံစံနဲ့ခန်းပွဲတွေကမတူဒါပေမဲ့အထက်မှာထည့်မဲ့ပစ္စည်းရဲ့ standard size တွေကဒီ server ထဲမှာကဖော်ပြပေးထားဆိုတော့ဒါလေးကိုတစ်ချက်ပြပြီးတော့ပြောပြပေးရပါတော့ဒီမှာဆိုလို့ရှိရင်ဆမ်မန်ကေရှော့တိုင်းက1200 600ဆိုတဲ့ဟာရှိရဲ့အဲ1200 600ဆိုတဲ့ rectangle ကိုဆွဲပြီးတော့မှအတွင်းထဲမှာellipse ဆွဲပေးရမယ်ပေါ့နော်အဲ ellipse ကကြတော့ဒီထဲမှာတော့မရေးထားဘူးဒါပေမဲ့အမှတ်ထားမှာက950ဒီလိုမျိုးကျယ်950ရှိပြီးတော့သူ့ရဲ့width ကကြတော့450ရှိအဲ့ဒီဟာကိုဆွဲပေးရမယ်ပြီးလို့ရှင် Santa Cookie Pan ကကြတော့800 600ဆိုရင် rectangle ဆွဲပြီးတော့မှသူကအတွင်းကို offset 25ဆိုပြီးတော့ပြစ်ပေးရမယ်ပေါ့နော်ဒါလေးဆွဲပေးမယ်အဲ့တော့မတို့ခုဆွဲမဲ့ပုံလေးကအဖေညာပြောင်းမြန်တော့ဖြစ်နေတယ်မနော်ဒီမှာဖေညာပြောင်းမြန်ဖြစ်နေအဲ့တော့ဒီဘက်မှာရှိရဲ Santa Cookie Pan ကိုရင်ဆွဲမယ်အဲ့တော့800 600ဆိုတဲ့ဟာကိုဆွဲမယ်နော်ဒီမှာတစ်ခုကြံခဲ့ပြီးဆိုတာကလေယာမရွေးခဲ့ရဘူးပေါ့နော်အမတို့ဒီမှာ furniture ဆွဲတဲ့နေရာမှာလေယာနှစ်ခုခွဲပေးရတယ်ပထမတစ်ခုကကြတော့ဒီconstruction စပြီးတော့စောက်ထဲကအသေးထည့်ပြီးတော့စောက်ခဲ့မယ်furniture မျိုးတွေပေါ့နော်အဲ့ဒီဟာမျိုးကလေယာတစ်ခုဒီမှာတော့အမfix နဲ့သုံးပေးထားရပေါ့နော်ဒါ construction စစောက်ထဲကထည့်ခဲ့မယ် furniture ရဲ့နောက်တစ်ခုကကြတော့အစာအုပ်စောက်ပြီးတော့မှဒါ customer စိတ်ကြိုက်ပဲဖြစ်ဖြစ်အောင်လို့ရှင်နောက်တော့မှထည့်ပြီးတော့ဝယ်ထည့်မယ်ပစ္စည်းမျိုးတွေပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒီဟာတွေတော့ကလေယာတစ်ခုဆိုပြီးခွဲပေးရတယ်နောက်မှဝယ်ထည့်မယ်နောက်မှထည့်မယ်ဒီခါကူတွေပေါ့နော် furniture တွေကကြတော့ dotted line နဲ့ပဲပြပေးရတယ်အသေးတက်ခဲ့မဲ့ furniture ကတော့ဒီတိုင်း Jisan ဆိုရဲ့ဒီပေါ့နော်ရိုးရိုးမြင်းနဲ့ပဲမြင်းdotted မဟုတ်ဘဲနဲ့ original မြင်းပေါ့နော်အဲ့ဒီဟာနဲ့ပဲဆွဲပြရမယ်အဲ့တော့အဲ့ဒီဟာလေးကိုတစ်ချက်သိထားပြရမယ်ဒီမှာfix နဲ့ပတ်သက်တဲ့ဟာတွေကိုစဆွဲပြဆိုတော့ဒီ fix နဲ့ sign နဲ့ layer ကိုယူပေးလိုက်တာပေါ့နော်သူ့ရဲ့မိကုံးပုံစံထဲမှာလည်းငကိုတွေကပါတယ်ဒီရေချိုးကန်းတို့နောက်ပြီးတော့ wish လျှော်တဲ့နေရာတို့နောက်ဘေးစင်တို့ပေါ့နော်အဲ့ဒီဟာတွေကငကိုတွေကအသေးဆင်ခဲ့မှာ toilet မျိုးတွေเนาะအဲ့ဒါမျိုးတွေကအသေးတက်ခဲ့မဲ့ဟာကြီးဆိုတော့သူကဒီမှာယူမြင်းနေမယ်မြင်းပြေနေပဲဆွဲထားတယ်ဒီမှာဒီဘက်ကအခန်းက dotted လေးကကြာ kitchen ပေါ့နော်ဒီ kitchen ထဲမှာကြာတော့ဒါဆိုလို့ရှိရင်ရေခဲတက်တာဒါကကြာတော့ဒီပကံစိန်လေးပေါ့နော်အဲ့ဒီဟာတွေကနောက်မှဝယ်ပြီးတော့ထည့်မယ်ဟာဆိုတော့ dotted line နဲ့ပြပေးထားရပေါ့နော်မတို့အပြင်ဒီစက်ခဲစုတွေဆွဲလို့ရှိရင်လည်းဒီ issue ဆိုရအာခီနဲ့ပတ်သက်တဲ့ပုံတွေဆွဲရင်လည်းဒီဟာတွေကတကယ် site ထဲအလုပ်ထဲမှာလည်းအသုံးဝင်နေပေါ့နော်နောက်တစ်ခါလေအမားတို့ဆက်ရောက်ကစားဆိုလို့ရှိရင်ဒီ furniture တွေကိုမခွဲတတ်ဘူးဒီတိုင်းပဲရေရိုးမြင်းနေပဲဆွဲပေါ့နော်အဲ့ကြလို့ရှိရင်ပြန်ပြီးတော့သူတို့ကပြန်ပြီးတော့ရှင်းပြပြီးဒါကြီးကနောက်မှထည့်မဲ့ပစ္စည်းတွေမို့လို့ dotted line နဲ့ပဲဆွဲပြရမယ်အဲ့ဒီဟာတွေကို3D တွေမှာဆွဲပြီးတော့မှနောက်ကြလို့ရှိရင်ဒီတန်းကိုင်းစုဆိုတဲ့လေးပတ်ကြည့်ပြီးတော့ပြန်ဆွဲရတဲ့ပုံမျိုးတွေရှိရဲ့အခန်းတစ်ခန်းကိုABCD ဆိုပြီးလေးပတ်လုံးမှာမြင်ရတဲ့တန်းကိုင်းစုကြီးပြန်ဆွဲချိန်ကြလို့ရှိရင်လည်းဒီ dotted နဲ့ပြထားတဲ့ furniture တွေကတန်းကိုင်းစုမှာလည်း dotted နဲ့ပဲပြင်အောင်ပြပေးရတယ်ပေါ့နော်အဲ့တော့အဲ့ဒါမှဒီ client တွေပါကြီးကြည့်လိုက်လို့ရှိရင်လည်းဒါနောက်မှထည့်မဲ့ပစ္စည်းမျိုးပေါ့နော်ဒါကတော့ဒါ construction ဆောက်ဆောက်ထဲကထည့်မဲ့ပစ္စည်းမျိုးဆိုပြီးတော့အဲ့လိုလွယ်တကူသိနိုင်နေပေါ့နော်အဲ့လိုမျိုး theory နဲ့ထည့်ကြရပေါ့နော်အဲ့တော့မတို့လေယာမှာလည်း furniture နဲ့ဆိုင်တာကနှစ်ခုထားပြရမယ်အခုက fix နဲ့ဆိုင်တဲ့ဟာဆိုတော့ဒါလေးထားလိုက်မယ်ကာလာလေးတစ်ချက်ချိန်လိုက်မယ်နော်နည်းနည်းလေးရောနေတယ်လို့ဖြစ်နေอืมခုနကဒီသားတကားဆွဲလေယာကိုပဲသုံးပြီးတော့ဆွဲထားတော့လေ match ပြန်ထုတ်ပြလိုက်မယ်နောက်ပြီးတော့ဒီရေချိုးကန်းထဲမှာတစ်ခုသတိထားမယ်ဟာမြင်းဖြတ်နေဟာရှိရေပေါ့နော်အဲ့ဒီဟာကြီးလည်း trim ဖြတ်ခဲ့ပြရမယ်အဲ့တော့ဆွဲမယ်ဆိုလို့ရှင် Santa Cookie Pan ကခုနကချက်ထားခဲ့တဲ့800 600ပြင်ရော offset 25အတွင်းအောင်ပြင်မယ်နော်
နောက်တစ်ခုကကြတော့ဆမန်ခေလျှော်တိုင်းအဲ့ဒါက1200 600ဒါတွေက original ဆောက်ထဲကပါမဲ့ပစ္စည်းအကုန်လုံးကနေရာမှာပဲကပ်ပေးရတယ်နော်ဟိုကနောက်မှထည့်မဲ့ပစ္စည်းဆိုလို့ရှိရင်တော့နေရာကနေအစိတ်တောင်းလို့ရှိရင်50ခွာပေးရတယ်ဒါအဲ့ဒီအပိုင်းရောက်လို့ရှိရင်လည်းနောက်တစ်ခေါက်ထပ်ပြီးတော့ပြောပေးမယ်နော်နောက်တစ်ခုကအလဲမှာရှိရဲ့ ellipse လေးဆွဲမယ်ပေါ့နော် ellipse ကသူ့ရဲ့ခြေက950ပြီးရင်သူက450စုစုပေါင်းကျဲရှိရဲ့အဲ့ဒီဟာကတစ်ဝက်ပေါ့နော်ပြီးတော့မှသူ့ကိုစန်တာကိုင်းဒီ rectangle ရဲ့စန်တာမှာထားဒါဆိုလို့ရှိရင်ဒီမှာလည်းရပါပြီတော့နောက်တစ်ခုကကြတော့ဒီ twilight ပေါ့နော် twilight မှာရှိရဲ့ဒါလေးကိုဆွဲမယ်သူ့ရဲ့နောက်ခုံကကြတော့203 480ပြီးရင်သူကလည်း ellipse နဲ့ပဲအစဆုံးဆိုရင်905ရှိရဲ့သူ့ရဲ့ဒီအကျယ်ပေါ့နော်အဲ့ဒီဟာကစုစုပေါင်းက350ဆိုတော့တစ်ဝက်အဲကြောင့်မို့အိမ်သားတွေဆိုလို့ရှိရင်မတို့ကများသောအားဖြင့်ဒီ object တွေ block တွေကိုတုံးကြတယ်ပေါ့နော်ဒီဆောင်းပွဲမှာလုံးဝအဲ့ဒါကြီးကသုံးခွင့်မရှိဘူးလို့မိကုန်းစာရွက်ထဲမှာလည်းရေးပေးထားမို့လို့တက်နိုင်ဆုံးဒီသူရဲ့တင်ရုံညွှန်းတဲ့အတိုင်းပဲ rectangle ellipse တွေကိုပဲသုံးပြီးတော့ဆွဲပေးပါပြီးရင်ဒါကို twilight နေရံမှာကတ်မယ်ကတ်ပြီးလို့ရှိရင်ပုံထဲမှာလည်းဒီမှာအခန်းနေရံကနေခွာထားရှိတယ်ဒီဘက်ကနေဘယ်လောက်ခွာမလဲတိုင်းကြည့်ပေါ့နော်ပြီးအနောက်ကနေလည်းခွာပေးထားတယ်အဲ့တော့ဒီ fix တက်ထားတဲ့ furniture တွေဖြစ်ပြီးတော့ဘာဖြစ်လို့ဒီဟာကြတော့ခွာနေလဲနေရံကနေခွာနေလဲဆိုလို့ရှိရင်အနောက်မှာဒီ toilet နဲ့ပတ်သက်တဲ့ pipe တွေထည့်ဖို့ပေါ့နော်အဲ့ဒီအတွက်50 50ခွာပေးထားတယ်ဒါတော့တိုင်းကြည့်မှရမယ်ပေါ့နော်အဲ့ဒါရသွားပြီဆိုလို့ရှိရင်နောက်တစ်ခုနားလေးမှာရှိဟာအဲ့ဒါကဒီမှာတဲ့အာလာကြီးခီပေါ့နော်အဲ့ဒီဟာဆိုလို့ရှိရင်600 450ရှိတယ်အဲ့တော့600 450သူကဒီကနေနေရန်ကနေဒီ distance တစ်ခုခွာထားရပြီးလို့ရှိရင်ဒီမှာလည်းတစ်ခုရှိသေးရယ်เนาะဒီပုံစံလေးဒါလေးကိုပြန်လေးနဲ့တိုင်းပြီးတော့မှဒီချဆွဲပြီးပါဒီမှာလည်းဒီမှာဖြတ်နေတဲ့နေရာရှိရယ်အဲ့ဒီဟာတွေကတတိတရနဲ့ trim ဖြတ်ပြီးပါเนาะအဲ့တော့ဒီနေရာရသွားပြီနေရာရသွားပြီဆိုလို့ရှိရင်နောက်ထပ်နေရာဒီနားလေးမှာပေါ့နော်ဖနက်စင်လေးအဲ့ဒီဟာကသူက status site အနေနဲ့ကတော့1800 400ဆိုပြီးတော့ပေးထားရပေါ့နော်ဒါပေမဲ့ဒီအခုဆွဲနေတဲ့ပုံမှာတိုင်းကြည့်မယ်ဆိုလို့ရှိရင်1500 400ပဲရှိရယ်အဲ့တော့1500 400နဲ့ပဲဆွဲပေးလိုက်မယ်နော်ဘယ်နေရာမှာထားလဲဆိုတာကိုပုံမှန်နေရာလေးမှာတစ်ချက်လုပ်လိုက်မယ်ဒီတကားနဲ့တန်းတဲ့နေရာလောက်ပေါ့နော်မဟုတ်လို့ရှိရင်ဒီကြီးပေါင်သားလေးမှာချပေးလိုက်ရတယ်ဒီနေရာလေးပေါ့နော်အဲ့ဒါပြီးပြီဆိုလို့ရှိရင်ဘာကြံမလဲဆိုလို့ရှိရင်ဒီ kitchen နဲ့ဆိုင်တာကြံမယ်နောက်တစ်ခုကကြတော့ဒီဘက်မှာပေါ့နော်နောက်မှ construction ပြီးမှ
ထည့်မဲ့ furniture ရှိရယ်အဲ့ဒီဟာကြီးတခုကြံမယ်ပေါ့အဲ့တော့ kitchen နဲ့ဆိုင်တဲ့ဟာကိုဆွဲမယ် kitchen နဲ့ဆိုင်တာဆွဲဖို့အတွက်ဆိုလို့ရှိရင်သူ့ရဲ့ဒီ standard size အနေနဲ့ဆိုလို့ရှိရင်ဒီ rectangle ပေါ့နော်အောက်ခံ rectangle ကြီးอ่ะဆိုလို့ရှိရင်2950ဆိုပြီးတော့ရှိရယ်ပြီးလို့ရှိရင်ဒီမှာက gas coin လေးပေါ့နော်ဒီ coin လေးတွေရှိတဲ့ဟာကကြတော့600 900ရှိရယ်ဒီနေရန်ကနေဘယ်လောက်ခွာလဲဆိုတာကတော့တိုင်းကြည့်ပေးရမယ်နောက်တစ်ခုကကြတော့ဒီဘက်မှာရှိတဲ့sink ဆိုတဲ့ basin ပေါ့နော်အဲ့ဒီဟာရဲ့ size ကလည်း800 900ဆိုပြီးတော့ရှိရယ်ပေါ့နော်အဲ့ဒီဟာလေးကိုဆွဲပြီးတော့800 900ဆိုဆွဲပြီးလို့ရှိရင်သူကဒီမှာ fillet လေးချိုးထားရယ်ပေါ့နော်အဲ့ဒါလေးလည်းချိုးပေးရမယ်ပြီးရင်သူကဒီဘက်အစွန်ကနေဘယ်လောက်ခွာလဲဆိုတာပေတန်ကနေတိုင်းကြည့်ပေးရမယ်ပေါ့နော်ဒီအစွန်ကနေဒါဆိုရင်လူရက်မဲ့ပတ်ချမ်းအဲ့ဒီကနေဆိုလို့ရှိရင်တော့ဒီ coin တွေ sink တွေအကုန်လုံးက90ခွာပေးရမယ်လူရက်မဲ့ပတ်ချမ်းနဲ့ပို့ပြီးတော့နီးရမယ်ဆိုရဲဟာပေါ့နော်အဲ့တော့90ခွာပေးရမယ်ဒီအတွင်းထဲမှာရှိရဲ့ gas coin တွေကသူ့ရဲ့ဒီ dimension တွေကကျတော့150စီရှိရပေါ့နော်ဒါကဘယ်လောက်ခွာမလဲဆိုတာကခုဆွဲရင်းနဲ့ပဲပြပြသွားလိုက်မယ်နော်သူ့ရဲ့ standard ရဆိုလို့ရှိရင်650 2900ဒါပေမဲ့ဒါပို့ပြီးတော့ size ကကြီးနေเนาะဒီမီးပုံမှာဆိုရင်အဲ့တော့ PN နဲ့မတို့ကတစ်ချက်တိုင်းကြည့်မယ်သူ့ရဲ့ဒီအကျယ်ကရောဒီတိုင်းဟုတ်ရလားပေါ့နော်ကိုသိထားတဲ့ size ကိုဟုတ်ရလားဆိုတာကိုတစ်ချက်တိုင်းပေးမယ်ပြီးရင် gas coin ကဒီပေါ်ဘက်ချမ်းမှာရှိရပြီးမှ sink ကအောက်ဘက်မှာရှိရပေါ့နော် gas coin ရဲ့ size ကတော့များတော့အဖြစ်အသေးပဲဖြစ်တာများရပေါ့နော်ဒါပေမဲ့သူ့ရဲ့အစွန်ကနေဘယ်လောက်ခွာမလဲဆိုတဲ့ဟာတော့တိုင်းပြီးမှရမယ်နော်လူရက်တဲ့ဘက်ကနေ90ပြီးရင်ဒီကတော့တိုင်းကြည့်ပြီးမှခွာပြီးပေါ့နော်ပြီးရင်အထက်မှာ gas coin ထည့်မယ်သူက diameter 150ရှိတယ်ဒါရပြီဆိုလို့ရှိရင်စွန်ကနေ85ဘက်ကနေလည်းစွန်ကနေ85ပြီးရင်ဒီနှစ်ခုကိုဒီဟာကိုလဲကနေ mirror ခောက်မယ်ပြီးရင်ဒါကိုစွန်မှာထားဒီဘက်ကနေကြတော့90ဆိုလို့ရှိရင် gas coin ရပြီပြီးလို့ရှိရင်ဒီဘက်က basin လေးသူက900 800ဒါတော့ဒီဘက်အစုံကနေဘယ်လောက်ခွာလဲဆိုတာကတိုင်းကြည့်ပါတိုင်းကြည့်မှသိမယ်နောက်တစ်ခုကသူကကြတော့ဒီမှာလဲလူရက်မဲ့အချမ်းကနေ90ခွာပေးမယ်ပြီးရင်သူကပုံထဲမှာလည်းကြည့်ကြည့်မယ်ဆိုလို့ရှိရင် fillet လေးချိုးထားတယ်အဲ့ fillet က60 fillet လေးချိုးထားFNR RNR နဲ့တစ်ခွက်ချင်းစီ fillet ချိုးလဲရတယ် polyline နဲ့ချိုးလဲရတယ်ပေါ့နော်တစ်ခွက်လုံးချိုးသွားပြီ polyline နဲ့ချိုးလိုက်မယ်နော်အဲ့တော့ဒီမှာကဒါက basin နဲ့ gas coin ပါတယ် gas coin ပါတယ်ဒီကချင်မီးဖိုချောင်လေးရသွားပြီပေါ့မီးဖိုချောင်လေးရသွားပြီဆိုလို့ရှိရင်ဒီဘက်မှာဒီကုန်းမှာကြည့်ကြည့်မယ်ဒီမှာတော့ကောင်တာလေးထုတ်ထားတာပါတယ်ကောင်တာလေးထုတ်ထားတာပါပြီးတော့ဒီမှာအပေါ်မှာနေရန်ရှိပေမဲ့မတို့ဖြတ်ပြီးကြည့်လိုက်တဲ့အောက်ဘက်ချမ်းမှာတော့နေရန်မရှိဘူးအပေါ်မှာတော့ဒီhanging wall လို wall လေးရှိနေရဲဆိုတဲ့သဘောပေါ့နော်အဲ့တော့ဒီဟာလေးကိုဒီနှစ်လိုင်းကတော့အမိန်လိုင်းလေးနဲ့ဆွဲပေးပြီးတော့ဒီဟာကကြတော့အမတို့က
ဒီကောင်တာပေါ့နော်ကောင်တာရဲ့ line နဲ့ဆွဲပေးမယ်ဒီမှာပေါ့နော်ဒါမျိုးလေးဆိုရင်ကောင်တာရဲ့ line နဲ့ကောင်တာကိုဒီ line နဲ့တူတူပဲ layer နဲ့တူတူဆွဲပြီးတော့ဒီက layer တစ်ခုတက်တက်အမိန်နဲ့ဖြစ်သွားမယ်ပေါ့နော်တော့ဒါမတူတဲ့အမိန်ဆိုတဲ့ line 4ရာကိုယူလိုက်မယ်နောက်ပြီးတော့အဲ့ဒီကနေမှ400ဆိုပြီးတော့မိကုံးမှာလည်းပြပေးထားတယ်400 offset ဖြစ်လိုက်ပြီးရင်ဒီကောင်တာကဒီမှာအဝိုက်ကလေးဖြစ်နေအဲ့အဝိုက်ကလေးကို fillet နဲ့250နဲ့ဝိုက်ပြလိုက်မယ်ဒါသွားပြီပေါ့နော်အဲ့ဒါပြီးလို့ရှိရင်ကချင်မှာနောက်ထပ်ကျန်တာကဒီမှာကဒီ dot နဲ့ပြထားတဲ့ furniture လေးပေါ့နော်အဲ့ဒီအတွက်သူ့ကိုထည့်ဖို့ဆိုလို့ရှိရင် layer ပြန်ချိန်မယ်ပြီးရင်ဒါရီကဲတက်တာနဲ့ဒီစင်ပေါ့နော်ရီကဲတက်တာက600 650ရှိပြီးတော့စင်က1800 450ရှိတယ်ဒါကအမားကလေယာချိန်နဲ့တခါရေး dotted လေယာကိုထားခဲ့ပြီးပေါ့နော် line type ကထားခဲ့ပြီးပြီဆိုတော့ဒါကoriginal ထွက်သွားပြီပေါ့နော်တက်တက်ရှောက်ပြီးတော့ချိန်စရာလည်းမလိုတော့ဘူးဆိုတော့အဲ့ဒါကြောင့်မို့ layer setting တွေချိန်ပြီးတော့တခါရေး create လုပ်ထားဖို့ကလည်းရေးကြည့်ရပေါ့နော်ဆောင်းပွဲခန့်တဲ့ရောက်မှာကိုယ့်အကို setting ချိန်လဲရတယ်ဒါပေမဲ့အချိန်ကနည်းနည်းလေးပိုကြာမှာဆိုတော့အဲ့ဒါလေးကိုလည်းတစ်ချက်လေ့ကျင့်ထားပြီးပေါ့နော်ပြီးရင်ဒါကအစာဦးစောက်ပြီးနောက်တော့မှထည့်မယ်ပစ္စည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့နယံကနေအစိတ်မဟုတ်လို့ရှိရင်50အမတော့25နဲ့ပဲချပေးလိုက်တယ်ပေါ့နော်အဲ့ဒါပြီးရင်ဒီဘက်ကဒီစင်ပေါ့နော်အဲ့ဒါက150 1800ပြီးရင်သူကလည်းနယံကနေ25စီခွာမယ်ရသွားပြီဆိုလို့ရှိရင်နောက်တစ်ခုအမားတို့အမိန်လိုင်းနဲ့ပဲဆွဲရမှာဒီမှာဆွဲခဲ့တဲ့အမိန်လိုင်းနဲ့ပဲထပ်ပြီးတော့ဆွဲရမယ့်နေရာတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ဒီမှာခန်းခံမှာလေဒီမှာခမာချီလေးရှိအဲ့ဒီဟာဟိုနေ့ကဓာတ်ပုံလေးနဲ့လည်းမရှင်းပြခဲ့ပေါ့နော်ဒီကန်းခံကနေပြီးတော့ဒီအိမ်ပေါ်တက်တဲ့နေရာမှာဒီခန်းစာဟွာရှိရပေါ့ level ကြီးကမတူဘူးပေါ့နော်အဲ့ဒီ level မတူတဲ့နေရာမျိုးမှာဒီခမာချီဆိုတဲ့ဟာလေးတန်းလေးတစ်ခုရှိလိမ့်မယ်ပေါ့နော်အဲ့ဒီဟာလေးကိုဆွဲပြရမယ်ဒါက150ဆိုတဲ့ size ရှိရပေါ့နော်ပြီးလို့ရှိရင်ဒီမှာကdotted နဲ့ပဲအပေါ်မှာနေရန်ရှိရဒါပေမဲ့ဒီအောက်မှာတော့မရှိနေဘူးပေါ့နော်အဲ့ဒီဟာလေးပြရတဲ့ဟာလေးတစ်ခုဆွဲပြရမယ်မိကုန်းမှာကြည့်လိုက်တဲ့ကဘေးကအထင် line ဘေးကအမိတ် line ဆိုတာလေသိတာရေပေါ့နော်အဲ့တော့အဲ့ဒီဟာလေးကိုတစ်ချက်ကြည့်တဲ့အောင်ကြံ့ထားပြရမယ်အဲ့တော့မခုနကတော့ဆွဲခဲ့တယ်အမိန်လိုင်းကိုဆွဲခဲ့လေရပါတော့အဲ့ဒါကိုတစ်ချက်ယူမယ်သူကဘယ်လိုသွားမလဲဆိုလို့ရှိရင်ပုံထဲမှာကြည့်လို့ရှိရင်လည်းသိတာရဲပေါ့နော်သူရဲ့အမိန်ပြထားတဲ့ဒီ line လေးကဒီ wall နဲ့အတူတူပဲအဆုံးထိမှာရှိတာအဲ့ဒါပြီးပြီဆိုလို့ရှိရင်ဒီခမားချီလေးကသူက150ရှိရယ်နောက်တစ်ခုကကြတော့ဒီဘက်မှာလဲခမားချီ50ခမားချီလေးရှိရယ်ကစ်ချင်ကနေပြင်ထွက်တဲ့ခမားချီကြတော့50ခန်းခံမှာဆိုလို့ရှိရင်150ပေါ့နော်အဲ့တော့လဲမှာကြံတာဆိုလို့ရှိရင်မတို့ကဒီလှေကားဆွဲပြရမယ်ပေါ့နော်လှေကားကသူ့ရဲ့လှေကားရဲ့ဒီကျဲပေါ့နော်အဲ့ဒီဟာ210ဆိုပြီးတော့ပေးထားတယ်ဒီမှာဆိုလို့ရှိရင်တစ်ထစ်နှစ်ထစ်သုံးထစ်အဲ့တော့ဒီလှေကားကဘယ်ကနေစပြီးတော့တက်ရမလဲပေါ့နော်အဲ့ဒီစဆွဲရမယ် line ကဘယ်နာဆွဲရမလဲဆိုလို့ရှိရင်အခုပြောပြပေးမယ်ပြီးရင်မတို့ကလှေကားဆွဲမယ်ဆိုလို့ရှိရင်လှေကားရဲ့လေယာဉ်ကိုယူလိုက်ယူပြီးလို့ရှိရင်သူက
ဒီအတွင်းကကိုတိုင်းခါပဲရဲ့အတွင်း line ပေါ့နော်အဲ့ဒီ line ကနေစဆွဲမယ်အတွင်းထဲမှာတကယ်ဖြတ်စရာတော့မလိုဘူးပေါ့နော်ပြီးရင်210နဲ့တစ်ထစ်နှစ်ထစ်သုံးထစ်အဲ့ဒါပြီးပြီဆိုလို့ရှိရင်ဒီဘက်မှာလည်းဆွဲပြရမယ်အဲ့ဒီဟာကကြတော့တစ်ထစ်နှစ်ထစ်သုံးထစ်လေးထစ်ဒီထစ်ဆွဲပြီးပြီဆိုလို့ရှိရင်မတို့က break line sample လေးထည့်ပေးရမယ်ပေါ့နော်အဲ့ break line sample ထည့်ဖို့နဲ့လှေကားတက်တယ်ဆိုရဲဒီ sample လေးထည့်ဖို့အတွက်ကလေယာတစ်ခုယူလိုက်မယ်တော့မတို့ကအဲ့ break line sample ရဘယ်နာနေဘယ်နာထိလဲဆိုရင်ဒီကနေပြီးတော့ဒီနေရန် over ကြော်သွားတယ်မြင်လေးမြင်ရနေရန်ရဲ့အပြင်ထွက်ပါအပြင်ထိရောက်တယ်ပေါ့နော်အရင်ဆုံးဒီထိကိုပဲရင်ဆွဲလိုက်ပြီးရင် rotate နဲ့ဒါကလည်းတတ်မှတ်မထားဘူးမကတော့10လောက်ထားရပေါ့နော်ဒီနားလောက်မှာဖြစ်ဒီ break line sample ကိုထည့်လို့ရှင်လည်းဒီမှာတော့4တစ်တော့ဟုတ်ပြီခါလေးကျရင်ဒီလိုဒီနားလောက်ထိမှသွားဖြတ်တယ်ပေါ့နော်အဲ့လိုလူမျိုးတွေလည်းအဲ့လိုဟိုဆွဲတဲ့ចောင်းသားတွေလည်းတွေ့ဘူးပဲပေါ့နော်အဲ့လိုလိုဆွဲလို့ကတော့မရဘူးဆိုတော့ဟိုတည့်ရလူတွေကတော့တည့်ရဖောက်လဲဆိုလို့ရှင်ဒီမှာ2210ဆိုပြီးတော့ထက်ထက်ဆွဲကြည့်လိုက်ဆွဲနေလို့ရှင်ဒီ line သာတကယ်လို့ဒီနားလေးမှာဖြတ်မယ်ဆိုလို့ရှင်ဒီနားကတော့ပြတ်တယ်ဆိုပေမဲ့ဒီနားမှာမြင်နေရမှာပဲလေအဲ့လိုမျိုး concept ကရှိသေးရဲ့ဆိုတော့အရင်ခွာပြီးဆွဲလို့တော့မရဘူးနောက်တစ်ထစ်ကိုမမြင်ရအောင်ဖြတ်တဲ့နေရာလောက်ထိပေါ့နော်ရွှေ့ပြီးတော့မှဆွဲပြီးမှအဆင်ပြေမှာပေါ့ဒီလောက်ပေါ့လောက်ဆိုရတယ်size သေးပါဆိုဒါ size ကလည်းရိုက်သလိုထားလို့ရတယ်ကိုယ့်ဘာသာကိုဒီလက်တန်းဆွဲပြီးတော့ break line ဆံမဲ့ထည့်လိုက်လဲရရပေါ့နော်အဲ့ဒီဟာကဂျပန်ဘားရှင်းမှာဆိုလို့ရှိရင်ရှိလားမရှိလားတခြားသတိမထားမိလို့ပြင်မလို့တဲ့အပိုင်းကြီးထည့်လိုက်မယ်နော်အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်ဒီမှာလှေကားတက်တယ်ဆိုရဲ sign လေးရှိသေးတယ်ဒါလေးက85နဲ့စကေဆွဲပြီးလို့ရှိရင်ဘက်ထိသွားရပါတော့ပြီးရင်အဆောင်ကိုစောင်းမက15 30 45 60ဆွဲဟာကိုရွေးလိုက်ရေးပြီးရင်30လောက်မှရှိနေတဲ့အဆောင်ကို direction ပြပြီးတော့မှ200လောက်ပြီးရင် mirror cut အဲ့ဒါဆိုလို့ရှိရင်လေကားနဲ့ပတ်သက်တဲ့ဟာပြီးသွားပြီပေါ့နော်အဲ့တော့အတွင်း dimension တွေဘာတွေကဘာမှတက်စရာမလိုသေးဘူးเนาะနောက်တစ်ခုကကြတော့အခုဘာကြံမလဲဆိုလို့ရှိရင်ဒီမှာကားပုတ်30ဟာလေးဆွဲပေးရမယ်နောက်ပြီးရင်ဒီပုချီဆိုတဲ့ဟာပေါ့เนาะဒီမှာ dimension သူပြပေးတာဒီနယံရဲ့အစွန်ကနေ1200ပြီးရင်နောက်တစ်ခုကကြတော့ဒီ back line ဒီ grid line ပေါ့เนาะဒီ center line ကနေမှ1990ဆိုတဲ့ဟာရှိမယ်အဲ့ဒီမှာကဒီပုချီအတွက် hash ချေရမယ် area တစ်ခုပေါ့နော်။နောက်ပြီးလို့ရှိရင်ဒီမှာ deck key ဆွဲရမယ်။ deck key မှာဆိုရင်ဘာရှိမလဲဆိုလို့ရှိရင်လေကားနှစ်ခုရှိမယ်။အဲ့လေကားတွေထည့်ဆွဲပေးရမယ်။ deck key ဆွဲပေးမယ်။ပြီးလို့ရှိရင် hash တွေချဲမယ်။ပြီးရင်စာသားတွေဒီမှာပေါ့နော်အခန်းနာမည်တွေတက်ရမယ်။ dimension ထိုးရမယ်။အဲ့ဒီဟာတွေကြံသေးရပေါ့နော်။အဲ့ဒါပြီးရင်တော့ hidden short size ဆိုတာပြီးသွားပြီ။
အဲ့တော့ဒီနားမှာတစ်ဖြက်ထားလိုက်မယ်နော်